တာလဲလို့တဲလေးကွဲတာလို့စကားတွေပြောချင်လာတယ်နည်းနည်းလေးလွဲလာလို့ကျွန်တော်တို့ထည့်သွင်းကြရမှာကံကောင်းခြင်းတွေလာဖို့ကန်ဆိုးခြင်းဆိုတဲ့ຢာကရင်ဆုံးဖယ်ပေးကြရတာတတိရှိရှိကောင်းမွန်လိုက်ပါငိုမနေပါနဲ့သူ့ဘွားတက်တော့မင်းမလို့တာမင်းဘွားအတွက်ကဘာလို့သူကလိုနေတာလဲလွမ်းနေလဲပို့နေပါပဲမင်းကဒါလွမ်းနေတာသူကချင်းတွေစိုးနေပါပဲပို့သေးကြတဲ့လူဆိုတာတယောက်တည်းလဲဇဲတောင်းနေဖို့မလွယ်ဒီကြံနေဆိုတော့မိဘတွေကဘယ်ရောက်နေလို့လဲတယောက်တည်းပဲဆိုတော့ငယ်ချင်းတွေကဘယ်ရောက်နေလို့လဲမင်းမပတ်ဝန်းကျင်ကိုမြင်တဲ့စဉ်းစားဉာဏ်တွေကိုပြောင်းနေလို့တကယ်ပဲတန်ရောစင်ကချွင်းချက်ပါလို့ချိုးတွေစင်ကြီးပေးလဲငါတို့ချွင်းချက်ပါဖယ်လို့စိတ်နှစ်ပြီးတော့မင်းတို့ကတကယ်ကိုစတောင်းပေးတဲ့အမောင်ထဲမှာမင်းဘဝကလင်းလက်ပါကျဲကိုယ်တိုင်ကလိန်တွေလို့ဖြူစင်ပေမဲ့လည်းကြုံလာတဲ့သူတွေကပင်လေလုံးမာယာများတဲ့ခါထားခဲ့ကွာဝမ်းနဲ့မနေပါနဲ့ဘာလို့ချုံဝဲချငုံပါလဲတေချာလားအဲ့ချစ်ကမင်းဘဝတော့မရှိမဖြစ်ပါဘူးလို့နည်းနည်းလောက်စဉ်းစားပါခုကဘာမသေးကွယ်ဘူးလားမင်းတယောက်တည်းမဟုတ်ဘူးမြောက်လို့ပဲဒီကောက်ရင်ထဲမှာလဲအရင်ကချစ်တစ်ခုကိုတိဆောက်ချင်ခဲ့ပါတယ်အဲ့ဒါဟိုးတည့်ရတစ်ခါတော့ကပါပဲပျော်ရွှင်ခြင်းကိုရှာဖွေတာပါစိတ်ညစ်ရရင်အဲ့ဒါဘာသုံးကြမှာလဲတက်ရှင်တဲ့ရက်တစ်ပတ်ထဲပြန်လာမယ်ထင်ပြီးရက်တွေနဲ့အသက်ဆက်တယ်နောက်ဆုံးတော့အရက်တွေလည်းဟက်တက်ကွယ်နေတိုင်းကမှာကမျက်ရည်နဲ့မျက်ခွက်ပဲဘာသုံးကြလဲလုံးသားနဲ့တက်ခဲတစ်လုံးမှမန်ပြီးတီးနောက်မှာကိုဘဝကိုစိတ်တိုင်းကြပြန်ပြီးတိဆောက်လာမန်ကြည့်ပြီးနောက်မှာယုံကြည်မှုအပြည့်နဲ့လူတစ်ယောက်ကတွတ်တွတ်လက်လက်ပြက်ပြက်လက်လက်ပြန်ပြီးတိဆောက်တာမာနဂရီကဒါနဲ့ဆရာမတွေအထားကြတဲ့တဘာဝတွေမပါဘာမှမရေရတဲ့ခေမှုမမျောတင်တော့ဘာဘူးကာတနာတွေပါတဲ့ချစ်ကိုကိုယ်တိုင်ကလိန်တွေလို့ဖြူစင်ပေမဲ့လည်းကြုံလာတဲ့သူတွေကပင်လေလုံးမာယာများတဲ့ခါထားခဲ့ကွာဝမ်းနဲ့မနေပါနဲ့ဘာလို့ချုံဝဲချငုံပါလဲတေချာလားအဲ့ချစ်ကမင်းဘဝတော့မရှိမဖြစ်ပါဘူးလို့နည်းနည်းလောက်စဉ်းစားပါခုကဘာမသေးကွယ်ဘူးလားမင်းတယောက်တည်းမဟုတ်ဘူးအိမ်တွေလို့ဖြူစင်ပေမဲ့လည်းကြုံလာတဲ့သူတွေကပင်လေလုံးမာယာများတဲ့ခါထားခဲ့ကွာဝမ်းနဲ့မနေပါနဲ့ဘာလို့ချုံဝဲချငုံပါလဲတေချာလားအဲ့ချစ်ကမင်းဘဝတော့မရှိမဖြစ်ပါဘူးလို့နည်းနည်းလောက်စဉ်းစားပါခုကဘာမသေးကွယ်ဘူးလားမင်းတယောက်တည်းမဟုတ်တိုင်းကအိမ်တွေလို့ဖြူစင်ပေမဲ့လည်းကြုံလာတဲ့သူတွေကပင်လေလုံးမာယာများတဲ့ခါထားခဲ့ကွာဝမ်းနဲ့မနေပါနဲ့ဘာလို့ချုံဝဲချငုံပါလဲတေချာလားအဲ့ချစ်ကမင်းဘဝတော့မရှိမဖြစ်ပါဘူးလို့နည်းနည်းလောက်စဉ်းစားပါခုကဘာမသေးကွယ်ဘူးလားမင်းတယောက်တည်းမဟုတ်